နော်ဦးဇင်းတို့ယမိုက်ဒေသနာမှာရှိတယ်ယတ္တကုသလာဓမ္မဥပိဇန္တိတတ္တအကုသလာဓမ္မဥပိဇန္တိတိနောတဲ့နော်အကျင့်ပုဂ္ဂိုလ်ကတဲ့ကုသိုလ်စိတ်တွေဖြစ်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မှာအကုသိုလ်စိတ်ဖြစ်သလားလို့မေးတဲ့အခါနောတဲ့မဖြစ်ဘူးတဲ့ကုသိုလ်စိတ်ဖြစ်နေရင်အကုသိုလ်ဝင်မအောင်မလားမဝင်တော့ဘူးဘုရားရှင်ကအဲကြောင့်အကုသိုလ်မဝင်အောင်ခဏခဏတိုင်းမှာထောကံနည်းနည်းလေးကနေစပြီးတော့ကုသိုလ်ကိုဘာလို့ရမှာလဲတော့ပြုလို့ရမယ်ကုသိုလ်စိတ်တွေအဲ့လိုအကျဉ်းတိုင်းခဏတိုင်းဖြစ်နေတဲ့ဆိုရင်အကုသိုလ်မကင်းဘူးလားကင်းမလားကင်းမယ်ကုသိုလ်စိတ်ဖြစ်တဲ့အခိုက်လေးမှာအကုသိုလ်စိတ်ဖြစ်ရလားမဖြစ်ဘူးစိတ်ဆိုတာတစ်ချိန်တစ်ခါပဲဖြစ်တယ်တစ်ခါတည်းနဲ့ကုသိုလ်နဲ့အကုသိုလ်ရောဖြစ်တာရှိတယ်မရှိဘူးဒါကြောင့်မို့လို့ကုသိုလ်စိတ်တွေများဖြစ်ဖို့ဆိုရင်ခဏတိုင်းကုသိုလ်စိတ်တွေဖြစ်နေဖို့မလိုလားလိုတယ်နော်မြတ်စွာဘုရားရှင်ဟာဒါကြောင့်မို့လို့နော်အနုပုပ္ပေနမေတာဝီထောကံခဏကမ္မာရောရဇတတေဝနိဒ္ဓမီမလမတနောတကားတော်ပုံနာကြီးအဲ့ဒီပရိနေတို့ရဲ့ဥပမာကိုကြည့်ပြီးတော့မိမိရဲ့တဏ္ဍာမှာရာဂအစတဲ့ကိလေသာအညစ်အကြေးတွေကနေကင်းစင်အောင်တဲ့ထောကံနည်းနည်းလေးကနေပြီးတော့မှခဏတိုင်းအခုလိုမျိုးနော်နေတိုင်းတန်ဃာတော်တွေရဲ့အခက်အခဲကိုကြည့်ပြီးတော့ပထမနေ့မျက်ရှင်းတဲ့ကုသိုလ်တွေပြုလုပ်တယ်ဒုတိယနေ့တဲခင်းတဲ့ကုသိုလ်တွေကိုပြုလုပ်တယ်တတိယနေ့မန္တထိုးပြီးတော့နေဘူးတတ်တာအောင်ပြုလုပ်တဲ့ကုသိုလ်ကိုပြုလုပ်လိုက်တယ်နောက်စတုထဇရက်စောက်လုပ်ပြီးတော့မှတန်ဃာတော်တွေအတွက်ကိုအဲ့လိုမျိုးကုသိုလ်ကောင်းမှုဆိုတာပြုလို့ရတယ်လို့မြတ်စွာဘုရားရှင်ကအဲ့ဒီဒေသနာကိုဟောကြားပေးလိုက်တာရှိတယ်နော်အဲကြောင့်မို့သူကုသိုလ်မှန်တယ်မြတ်ပါရဲ့တော့ပြုလုပ်ကြသဘောပေါက်ပြီလားအဲ့တော့ကုသိုလ်ဆိုတာခဏတိုင်းပြုလုပ်ရင်မကောင်းဘူးလားကောင်းလားကုသိုလ်စိတ်တွေနော်အဲ့တော့ကုသိုလ်စိတ်ဖြစ်ဖို့ဆိုရင်ကုသိုလ်စိတ်ဖြစ်နေတာများပြီဆိုရင်ကုသိုလ်ဘုံကံပြုစီမှန်တော့မကြံလဲပြီးကြံလဲပြီးမတိလဲမြည်တိလဲမြည်မယီလဲမြောက်ရှီလဲမြောက်ခဲ့ဆိုတဲ့နော်